Dari Java ni dari Java apa? Karawa ba na bong long ko. Nasine bigire ne yane nasine chawiyane ga mala ga ni biro sakama mala ga ni biro turu ya policy zakama ကျွန်တော်တို့ရခိုင်နုပညာရှင်တွေဖြစ်တဲ့မင်းသားကြီးကိုနေတိုးနဲ့မင်းသမီးချူလေးတို့ဖက်ကနေပြီးတော့ခုဆိုရင် live ပေါ်မှာတော်လေးပြောများနေကြတယ်သူတို့တွေကဘလို့ပိုက်ဆံပေးမင်းသားအနုပညာရှင်တွေကဘလို့ဖြစ်တယ်ဆိုတာကျွန်တော်တို့ကတော့တခြားလူမျိုးကတော့တိတ်မပြောတော့ဘူးကိုလူမျိုးတွေဖက်ကနေပြီးတော့ဝေးရနေပြီးတော့ဘလို့အမြင်လေးရှိလဲဆိုတာခဏရှင်းပြပေးတော့အများပြည်သူသိရ ကောင်းရောပဲကိုလောင်ထွန်းပြောဆိုရဲ့ជីလောင်လောင်စကိရှိလာပရိုရဲ့ဘာနာជីလောင်လောင်ပြောမယ်ဆိုလို့ရှိရင်တော့နည်းနည်းជីလောင်လောင်နိုင်ငံသားတွေအကုန်လုံးနားထောင်လို့ရအောင်ထိမြန်မာနိုင်ငံသူနိုင်ငံသားတွေတနိုင်ငံလုံးပန်း60တော့လူသားတွေနားထောင်လို့ရတဲ့အထိကောင်းနှုတ်ပြီးတော့အစီရင်ခံတော့မှာဖြစ်ပြောပေးမယ်လေနော်ဆိုတော့ ခုနက policy ကနဲ့ပတ်သက်လို့ဒီမင်းသားမင်းသမီးတွေရဲ့အကြောင်းကိုဒီ policy ကရဲ့နိုင်ငံရဲ့ဒီမေးဆွေဝါဒီဖြန်းတဲ့အတူရောင်မေးဆွေတဲ့အဲ့ဒီဇာကနဲ့ပတ်သက်ပြီးတော့နေတိုးတို့ရှူလေးတို့အကြောင်းကိုကြည်လောင်လောင်ပြောနေကြတဲ့ဟာဆိုတော့မြန်မာနိုင်ငံရဲ့အာဏာရှင်ပထမဦးဆုံးဖွင့်ရှင်တာတော့အာဏာရှင်နဲ့ဖွင့်လိုက်မယ်လေနော်အာဏာရှင်စိတ်ကုံစီတွေရဲ့ လက်ထဲမှာနေရတဲ့လူတွေဆိုလို့ရှိရင်တော့သူတို့လက်ထဲမှာနေရတဲ့ရှူလေးတော့နေတိုးတို့လောက်ကိုမပြောနဲ့လေဟုတ်တယ်မလားရှူလေးတို့နေတိုးတို့ကဘယ်လိုအမျိုးလဲဆိုလို့ရှိရင်ဒီအနုပညာသမားတွေဖြစ်တယ်အနုပညာသမားတွေဖြစ်တယ်စီးပွားရေးသမားတွေဖြစ်တယ်သူတို့ဒီလောက်တွေလောက်မှထမင်းစားရတဲ့လူတွေလေဒီပြန်လောက်တယ်မရှိဘူးဆိုတော့နိုင်ငံတော် policy အရဒီမေအတွက်ဝါဒဖြန့်ဒီဗီဒီယိုဇာတ်ကားနဲ့ပတ်သက်လို့ကတော့နေတိုးနေရာမှာကျွန်တော်ဆိုရင်လေးရိုက်မှာပဲဟုတ်တယ်လေရရမှာပဲနေတိုးနေရာမှာကျွန်တော်ဆိုရင်လေးရိုက်မှာပဲသိဆိုမင်းမရိုက်ဘူးလား သူကစက်ကောင်စီကလက်ရှိထင်းရောက်တဲ့နေရာမှာနေတာဆိုတော့အဲ့ဟာတော့သူတို့ရုပ်ရှင်ပိုင်းနဲ့သူတို့ကခွင့်ချလို့မရဘူးလေလေဒါတွေဖြစ်စေရှင်တာအများပြည်သူဒါတွေသိစေရှင်တာဘာဆိုရင်အနုပညာနဲ့အနုပညာသမားနဲ့နိုင်ငံရေးသမားနဲ့မရိုးနဲ့ဒါပေါ့ကျွန်တော်ပြောတာအနုပညာကအနုပညာနိုင်ငံရေးသမားကနိုင်ငံရေးသမားဆိုတော့မြန်မာနိုင်ငံအတွင်းထိပ်မှာရှိနေကြတဲ့ဟိုမှာ PDF တွေနောက်ပြီးတော့ NUG တဲ့လက်နဲ့ကင်လာတာငေါ့နှစ်ရှိပြီဆိုတော့အခုနေတိုးကိုနောက်ကဖောင်းထုတ်ပြီးတော့နေတိုးတို့ရှူလေးတော့နောက်ပြီးတော့ဟိုနိုင်ငံမှာပြောရတဲ့ဘူးတယ်ဂျပန်ကြီးဆိုလားနေတိုးနဲ့ဟိုတုန်းကဟိုခေတုန်းကနေကောင်းတယ်အတူတူဇက်ကအတူတူရိုက်ခဲ့တာဒီလေးမှန်အောင်သားပဲကျွန်တော်သိတယ်ဒီကောင်ရဲ့ကကျွန်တော်ကိုယ်တိုင်လေးကြည့်လိုက်တယ်ဂျပန်ကြီးရဲ့ကကျွန်တော်နဲ့လေဗီလောက်ရှိတယ်ဒီကောင်တွေကဆိုတော့နေတိုးရဲ့ဂျပန်ရဲ့နောက်ပြီးတော့သက်မွန်မြင့်ရဲ့ဘာဆိုလဲနှင်းစီအရင်ဆိုလားမသိဘူးတော်တော်လေးကောင်းတဲ့ကအဲ့ကတော့မမရရကျွန်တော်ကြည့်ဖူးတယ်ဆိုတော့ဒီလိုအနုပညာရှင်ကအဲ့ဒီဂျပန်ဒီနေရာနေတိုးလိုနေရာမျိုးရောက်လို့ရှိရင်ဒီလို policy ဖောက်ကအဲ့ကောင်မရိုက်ပြနေပါမလားဒါပေါ့မရိုက်ပြနေပါမလားဆိုတော့ဒီမှာ lobby တွေကဥမာဒီလိုမျိုးရိုက်တယ်ဆိုတော့နေတိုးကနေရာတိုင်းကိုပါတယ်လို့နေတိုးတို့လောက်ကိုမပြောနဲ့ရှူလေးတို့လောက်ကိုမပြောနဲ့အသက်80အဖွားကြီးဒိုအောင်ဆန်းစုကြည်ကိုတောင်းဘာမှမေးလိမ့်နေဆိုပြီးတော့နှစ်ပေါင်း30လောက်ဘာအပြင်းမှမရှိတဲ့ဒီလောက်အဖွားကြီးသေခါနီကိုတော့မှဒီစစ်ကောင်စီမအလာကထောင်အနှိပ်30ရှားထားတယ်နေတို့မှမင်းသားစုနဲ့နောက်မှခုမှလှုပ်ဆက်နေတဲ့သူခလေးလေးဆိုလေလမ်းတော်မလျှောက်တတ်သေးဘူးသူရဲ့ဘဝရေမှန်းရှက်တယ်အများကြီးရှိသေးတယ်သူ့အနာဂတ်တွေအသက်80လူတောင်မှထောင်၌အသုံးစေရှာတဲ့ပေါက်ထီတွေပုံမှန်တွေတက်ပြီးတော့ဟင်းဆိုရဲ့မင်းစဉ်းစားကြည့်လေအဲ့ထိမှဝင်နေမယ်ဆိုလို့ရှိရင်နောက်ဒီမှာပန်းရွှေရဲ့သမက်လားပန်းရွှေရဲ့သမက်ဘာတူလဲနာမည်သိလားနေရွှေသေးအောင်ရဲ့အဖေနေရွှေသေးအောင်ရဲ့အဖေနေရွှေသေးအောင်လည်းပြေပတ်ထွက်ခွင့်တဲ့ထောင်ခြေထောက်တွေအခြေခံတုံးနဲ့ရှာထားတယ်
ဆိုတော့ဒီလိုအမျိုးဒီစစ်ကောင်စီဒီအာနာယူအဖွဲ့ကဒီလိုမျိုးတွေအနုပညာရှင်တွေကိုနေတိုးတို့ကဒီလိုဖြည့်လို့ဝမောင်ရွှေကြီးတို့ကဒီလိုလောက်လို့ရှူးလေးကဒီလိုရိုက်ရမလားမင်းမြတ်တို့ဘာတော့ငါတော့စိတ်ဝင်စားဘူးဆိုတော့ငါပြောရှင်တာနေတိုးနဲ့ရှူးလေးကိုပြောရှင်တယ်လူများတွေဖောင်းထုတ်နေကြတယ်ဟုတ်တယ်မလားငါပြောရှင်တယ်နေတိုးလေဘယ်လိုပြောရမလဲဆေးလီတွေလေဆေးလီဖြစ်တယ်နောက်ပြီးတော့ရှူးလေးဆေးလီဖြစ်တယ်ရှူးလေးဆေးလီဖြစ်တယ်နေတိုးလေးဆေးလီဖြစ်တယ်နိုင်ငံကျော်အကယ်ဒမီတိုးဆောင်လေနောက်ပြီးတော့နိုင်ငံတို့ရဲ့တကယ်ကိုမင်းသမီးတယ်မြန်မာနိုင်ငံမှာနေတိုးတို့လို့သရုပ်ဆောင်ကောင်းတဲ့ဟာအမှားသရုပ်ဆောင်ပြတာတော့နေတိုးသရုပ်ဆောင်လို့ရှိရင်တကယ်ကိုအမှန်ကန်လို့ထင်ဟပ်စေတော့တယ်ပြန်ဖက်ရှော့တဲ့အနုပညာရှင်သမားလေးတယောက်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမဟာလာဆယနာရှင်ကဒီဥမာတဲ့မေးအတွက်ဒီလိုမျိုးလိုဘီကာတခုမေးဆွေတဲ့ကာတခုဝါဒီဖြန်းကာတခုဥမာနေတိုးကိုရှောင်လို့ရတဲ့အကြောင်းပြောကြတာပေါ့နေတိုးဘာဖြစ်လို့မရှောင်တာတော့ရှူးလေးတို့ဘာဖြစ်လို့မရှောင်တာတော့ရှောင်လို့ရတဲ့ရှောင်လို့ရတဲ့အကြောင်းတွေဆိုတော့နေတိုးကမြန်မာနိုင်ငံမှာလောက်ဆက်နေတဲ့လူဖြစ်တယ်နိုင်ငံတော်မင်းသားလေးဖြစ်တယ်ရှူးလေးလည်းနိုင်ငံတော်မင်းသမီးဖြစ်တယ်ဆိုတော့နိုင်ငံတော်မင်းသားနဲ့နိုင်ငံတော်မင်းသမီးကနိုင်ငံတော်ကရှာမှတ်တဲ့စီမံကိန်းကိုပါဝင်ရမယ်နေမကောင်းဖြစ်လို့ခရီးထွက်နေလို့ပြေးပတ်ရောက်နေလို့ညှင့်ဆန်လို့ရတယ်ဒီညမရိုက်ဘူးနေတော့ဆိုလို့ရှိရင်ရှူးလေးဒေတော့မရိုက်ဘူးဆိုလို့ရှိရင်ဟင်းဆိုအမခံရှက်ပေးနိုင်မလားတေချာလေအဲ့ဒါကသူအမခံရှက်ပေးနိုင်မလားဆိုတော့ကိုလင်းအမခံရှက်ပေးနိုင်မလားဒါပေါ့ဘာဖြစ်လို့ဒီလိုမျိုးတွေဖောင်းထုတ်နေကြတာလဲဟမ်ဒီတော့နိုင်ငံရေးနဲ့အနုပညာရေးနဲ့မရိုးနဲ့လေကျွန်တော်ပြောတာနိုင်ငံရေးကနိုင်ငံရေးတကယ်တမ်းအဲ့ကောင်တွေနေတိုးတို့ကိုတိုက်ခိုက်နေတဲ့ဒီမြန်မာနိုင်ငံကပြေပရောက်ထွက်လာတဲ့အနုပညာရှင်အပိုင်းဝိုင်းတယ်အနုပညာရှင်အပိုင်းဝိုင်းတွေအိုးဘလို့ဖြည့်လို့ဘာဖြည့်လို့ညာဖြည့်လို့ line ပေါ်မှာဆေးလီလောက်နေကြတာအဲ့ဒီဟိုမှာတဲ့ monetization ပွင့်ပြီးတော့ပတ်စံဝင်မယ်တကယ်တမ်းအကောင့်နဲ့တကယ်တမ်းလောက်နိုင်နေပြည်တော်ကိုဝင်တိုက်ပါလားငေါနေရှိနေပြီလေတိုက်လို့ရတယ်လေဒါပေါ့ကိုနဲ့မတူရင်ငားရင်သူဆိုရဲအသွေးကကြတော့တော်လဲကျင်းမြောက်တယ်လေအေးလေလက်ဖမိုးနဲ့လက်ဖနာနှမျိုးရှိတယ်ဒီဘက်ကျင်းတော့လက်ဖမိုးပဲဒါပေမဲ့ဒီဘက်ကျင်းလက်ဖိုးပဲသူ့ရဲ့အယူဆကမတူဘူးလေအဲ့ဒါကိုသူကမတူဘူးလားငါတို့နဲ့မတူရင်ငားရင်သူဆိုရဲကျင်းအသွေးကတော့တော်လဲကျင်းမြောက်တယ်လို့ယူဆတယ်တင်းကျင်းလေးကျင်းမြောက်တဲ့အပြင်တစ်ဖက်ဆောင်တယ်လေတော်တော်ခတ်တယ်ကွာငါမြင်တာကအဲ့လိုမျိုးမြင်ဘာဖြစ်လို့ဆိုလို့ရှိရင်နိုင်ငံရေးလောက်တယ်ကွာဥမာကျွန်တော်နိုင်ငံရေးလောက်တယ်ကွာကျွန်တော်နိုင်ငံရေးလောက်တယ်ဆိုလို့ရှိရင်နိုင်ငံရေးမှာမိဖညီကိုမောင်နှမအပိုင်းဝိုင်းဆိုတာမရှိဘူးနိုင်ငံရေးမှာမိဖညီကိုမောင်နှမကိုငါဒီမိဖထောက်လို့ဒီညီကိုမကိုထောက်လို့နိုင်ငံရေးထွက်လောက်တဲ့အပိုင်းဝိုင်းနိုင်ငံရေးသမားမှာဘယ်သူမှမရှိဘူးဟုတ်တယ်လေကိုဝါဒနာနဲ့ကိုဗီဇာနဲ့တွားလောက်တဲ့နိုင်ငံရေးသမားတွေကြီးပဲဖြစ်တယ်ဆိုတော့ဒီအနုပညာရှင်သမားနဲ့နိုင်ငံရေးသမားနဲ့ရိုးရှဲပြီးတော့နောက်တစ်ခုရှိသေးတယ်ကွာဒီမင်းပြောတဲ့မေးခွန်းတွေအထိမှငါပါအောင်ဖြေလိုက်မယ်နေတိုးရတယ်မြန်မာနိုင်ငံထေးကရခိုင်တွေထေးမှာနေတိုးဟာနိုင်ငံတော်ရွေးဖို့အတွက်ရခိုင်သူရခိုင်သားတွေအများကြီးပဲအော်ပိတ်ခရတယ်ဒီချိန်မှာဒီကရိုက်တဲ့အတွက်ကြောင့်နေတိုးဘလို့စိတ်ကူးပါဝါတာတော့နောက်ပြီးတော့ဒီဘာဖြစ်လဲဒီလောက်အောင်မြင်နေတဲ့ ULA ကိုအတိုက်ခံလောက်တာလားဆိုတော့ဒီလိုမျိုးစိုးထိုးပြီးတော့နားလပိန်းတယ်ရဲ့ဒီနိုင်ငံရေး policy တွေအများထောက်ပြီးတော့ပေါက်ကရ40 follower တွေရဖို့အတွဲလောက်ကိုတစ်ဖက်လူရဲ့မိန်းသားစုတယ်တစ်ဖက်လူစူးစမ်းလာရတဲ့ဘဝတစ်လျှောက်လုံးကိုနည်းနည်းလေးတော့မစင်စားကြဘူးလားဒီလူတွေကအမှန်တကယ်ဆိုလို့ရှိရင်ဒီစကားကိုပြောဖို့အတွက်ဥမာမြန်မာနိုင်ငံမှာကွာဒီအနုပညာရှင် celebrity တွေဖြစ်တယ်လုံးဝမြန်မာနိုင်ငံထဲက celebrity တွေအကုန်လုံးဒီလမ်းကြောင်းကိုလိုက်ရတဲ့လူတွေကြီးပဲကိုလွှတ်ရင်ကိုဆက်လေကိုခိုင်ကိုတိုင်းကိုစံလေဆိုတော့မတူရင်တော့မတုံးနဲ့နေတိုးကဒီဟာတွေကနေတိုးကဒီဟာကိုနေတိုးပြောမယ်ရိုက်တယ်ဒီကလေးကနေတိုးဒီလိုမျိုးအကြောင်းတွေပြောလာမယ်ဆိုတာနေတိုးကြိုတင်တွဲဆထားပြီးသားဆိုတော့ဒီခုချိန်မှာတော့ဝေါ်လန်တော့ရှူလေးကိုလည်းပြောကြတယ်နေတိုးကိုလည်းပြောကြတယ်ဟိုဖက်မြန်မာနိုင်ငံကအနုပညာအပိုင်းဝိုင်းတော့မပြောတော့ဘူးကျွန်တော်တို့ကိုလူတွေကပါနေတိုးတို့ဖက်ကမဝိုင်းရင်တဲ့အပြင်
နောက်ပြီးတော့ပောက်ကရလေးစေတဲ့အတွေ့အခေါ်တွေနဲ့ဖောင်းထုတ်ပြီးတော့ပောက်ကရလေးစေတွေပြောနေကြတာတော့ကျွန်တော်နေတိုးဖက်ကလိုက်ပြီးတော့ပြောတာတော့မဟုတ်ဘူးအနုပညာရှင်သမားတယောက်အနေနဲ့နိုင်ငံတော်မှာမြန်မာနိုင်ငံအထက်မှာစိတ်အာဏာရှင်အာဏာယူတွေအထက်ကရှောင်းလန်းရတဲ့သူတို့ရဲ့ဘဝတစ်ဆိုင်ရှိုးကတော့ကျွန်တော်တို့ဝန်ခံစားလို့ဒီလိုမျိုးဖြည့်ချက်ရှင်တွေဒီမျိုးခွန်လို့အကုန်လုံးအဆင်ပြေကြမယ်လို့ထင်ပါတယ် ဟုတ်ပါတယ်ခုလိုဖြေချပေးရတော့လေကာရဝါဘာလို့နှုတ်ခွန်းဆက်တာပါ ဟုတ်ကဲ့ပါဂါရဝပါ